မင်္ဂလာပါကျွန်တော်ညနေပိုင်း9နာရီခွဲ9နာရီ35မှာပေါ့နော်ကျွန်တော်လုံးနေကြ morning recon ကျွန်တော်ပြပြမှာဖြစ်ပါတယ်ကျွန်တော် morning recon ကပါလဲဆိုတော့ဒီကြည့်လိုက်အောင်ကျွန်တော်ညနေပိုင်း9နာရီ36မိနစ်မှာစရိုက်တာ trust me bro okay ဒါကျွန်တော် morning recon 9နာရီခွဲဒီကြည့်မှာဖြစ်ပါတယ်ကျွန်တော်ပြတဲ့ပြောအဲကြောင့်ဒီဗီဒီယိုမှာတစ်ဆက်ထည့်ပြောလိုက်ချင်တာပါဒီဗီဒီယိုကိုကြည့်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တယောက်တည်းဟောတဲ့နေကြည့်ဖို့ကြောတောင်းဆိုပြလိုက်တော့ဆိုမဟုတ်တော့မကြည့်ဖို့တက်ပြီးတော့ဒါမှမဟုတ်တော့မုံစားနေနေတော့ဒီဖြစ်တူနေရတဲ့ထင်လို့ရှိရင်မဟုတ်ပြန်စားဖြစ်မှာဆိုတော့ဟာဒီစားလို့ရှိတယ်အောင်လို့နေတဲ့ကျွန်တော်တို့တော့တိုက်တယ်။ဒါလည်းခဏနောက်ခဏတော့မော်လီဘကောလုံးကြအတိုင်းလောက်တာ။ကိုရင်းလာတဲ့တော့တိုက်တယ်။ဒါဒီနေ့耶！哦耶！耶！你俩对不完，多不得了。就多带钱个，一下去搞个事情。那要不就对了呗，你那呗，不谈，就多了你那玩的是吧？就是这个，小朋友都多带。多带你。She ain't it, say no, okay? Just me, bro. Let's go to toothbrush. Sorry. Bao đại bị xế vô chạy có đại bị là sẽ đỏ đấy rồi đại bị let's go. Nó cái quầy mày đã.
ကျွန်တော်မနေ့9:41ကျွန်တော်8နာရီထိလုပ်ပြမှာပေါ့နော်9:41မှာကျွန်တော်က how to play ပေါ့နော်ကျွန်တော်9:41ကနေ8နာရီအထိကျွန်တော်ဘာလုပ်လဲဆိုတော့9:41ကနေ9:45အထိကျစကားအေးစိပြောနေသေးတယ်တော့တို့ကျွန်တော်တနေ့တော့ပြောတော့မှကြာတယ်တခုရှိရဒီ video ကို VPN နဲ့ကြည့်ရတဲ့အခါမှာ VPN ပြတ်သွားတာလို့ဒါမှမဟုတ်တိတ်ကြည့်ရအစမပြေအလကားဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ဘောနော် VPN နဲ့မကြည့်ကြပါနဲ့လို့ဒါပြီးတော့ VPN နဲ့ကြည့်မယ်ဆိုလို့ကျွန်တော်အားပေးတော့ရပါတယ်ဒါပေမဲ့ဒီ video ကိုလည်း like နဲ့ subscribe လုပ်ဖြစ်ပေးကြပါဒါကျွန်တော်ရဲ့ new channel ပေါ့နော် new channel မှာ subscriber နှစ်ခုပဲရသေးပါတယ်အဲ subscriber 10ပြည့်လို့ရှိရင်ကျွန်တော်ခေါင်းဆွဲတထုတ်စိုက်ပြမှာဖြစ်ပါပြီလို့ကျွန်တော် subscriber 100ကြာလို့ရှိရင်ကျွန်တော်ကဘယ်ဘာလုပ်မလဲဆိုတော့ဘယ်လိုခေါ်တဲ့ channels ကို mobile legend မှာလုပ်ပြမှာဖြစ်ပါတယ်ကျွန်တော် post လေးတင်ထားပါတယ်တင်ပေးပါမယ်ခင်ဗျာဒါကြောင့်တရား subscriber ပြည့်လို့ကျွန်တော်150 subscriber ပြည့်လို့ရှိရင်ကျွန်တော်ကဘာလုပ်ပေးမလဲဆိုတော့တို့ကျွန်တော်က gift ပေးတော့လို့ရှိပါ ID လာမှတ်ပါလာမှတ်ပဲကိုလိုချင်တဲ့ skin တစ်ခုကို free ပေါင်နိုင်ပါလေခင်ဗျာ ID ကတော့ကျွန်တော်အကြိုက်ဆုံးကနေတစ်ခုပါနေဆိုလို့ရှိရင်သိရပါတယ်အဲ့ကနေတစ်ခုမှာကျွန်တော်ရဲ့တို့ ID ကိုမှတ်လိုက်မှတ်ပြီးတော့လို့ရှိရင်အခုမှတ်လို့ရအခုမှတ်ချင်မှတ်လို့ရဘာပြရအစေးပဲအခုမှတ်လို့ရ ID မှတ်လိုက် ID မှတ်တဲ့ချိန်မှာကျွန်တော်အကြိုက်ဆုံးကနေတစ်ခုပါနေဆိုလို့ရှိရင် bro gift တစ်ခုပေးမယ်တစ်ခုပါရဆိုတော့တစ်ခုပေးရအောင်ဘယ်တစ်ခုပါဗျာနော်တစ်ခုပါ3ခုပေးလေးခုပါတစ်ခုပေး okay ဒါ bro gift ပေးရပြမယ်ဒါပြီးတော့တစ်ခုပေးရချီတာဒီ gift ကကျွန်တော်တစ်ခုပဲပေးလို့ရဖြစ်တဲ့အတွက်ကြောင့်မလို့ gift ပြီးတော့လို့ရှိရင်ပြန်မပေးကြဘူးကျွန်တော်တောင်းစီပါတယ် okay ကျွန်တော်မှာ diamond တွေလည်းမရှိဘူးဒါပေမဲ့ကျွန်တော်က event တစ်ခုအသစ်ရောက်ပါတယ်အကိုင်းလိုမျိုးပဲကျွန်တော်ဖောက်ပြီး bro gift ပြောမှာ okay okay ပါမရရင်တော့ sorry ပေါ့နော်ကကျွန်တော်ဒီ9:41ကနေ9:43ထိစကားထိုင်ပြောပြီးသွားပြီဆိုတော့ကျွန်တော်9:43ကနေ9:45အထိကျွန်တော်ဘာလုပ်လဲဆိုတော့ဒီမှာဖုန်းလေးရှောက်ကြည့်နေဒီမှာ YouTube ပေါ်မှာဗျာဒီမှာကျွန်တော်ရှောက်ကြည့်တယ်ဘာလဲတော့မသိဘူးတော့ကြည့်လိုက်အောင်အတန်ကျေပါ sorry ပါနော်အတန်လေးတို့ပြီတို့တို့ကြတဲ့ channel တွေကိုလည်းပြောပြပေးပါနော်တို့ကြိုက်တဲ့ဝက်သိမ်းပြီရဲ့မနီကီနဲ့စုမြဲတို့ပြောတာအားလုံးပြောနေပါအဲ့တော့ဆောနာပြောရတဲ့စကားအတိုင်းအဲ့တော့ပြီးပြီနော်အဲ့တော့လိုက်ရမယ်ဟုတ်ပြီလားပြီးပြီမလားပြောစကားတစ်ခွန်းပြောပြီးပြီမလားပြီးပြီဒါမဲ့ငါမယ်နေမန်တိုင်းမားတဲ့ငါမသိချင်ဘူးပြီးပြီဆိုပြီးပြီပဲအဲ့တော့ဒီလိုက်ချပြီးတာနဲ့ဒီစကောငါပြန်ဖြုတ်မယ်နင်းနဲ့လည်းမဆက်သွယ်တော့ဘူးပြီးပြီနော်အားလုံးပဲပြီးပါပြီ okay နင်းနာမည်ကောင်းလေးယူပါညစ်တယ်လည်းပြောပါစီနော်ငါနာမည်ငါကောင်းတယ်လို့ငါတခုမှမပြောပါဘူးစွမြတ်တို့ရဲ့မပြောရပဲနေ့စကားကြီးကလုံးဝတစ်ဖက်သက်ကြီးဟာပါတော့ထားပါပြီဘိုင်အန်လိုက်ပါမယ်နော်နောက်ဆုံးပွဲတိကြည့်သွားပေးတဲ့ viewer နှုတ်ဆက်မယ် record လုပ်ထားလို့ရှိရင်လည်း memory reserve ထားပြီးပြောစမ်းပါနေဘာလို့အဲ့လိုငယ်လေးနဲ့အဲ့လိုစကားကြီးပြောရတော့ငါပြောပြမယ်နေငါနဲ့သေတော့ကလည်းတခြားသူတွေကိုအဲ့ထက်ရိုင်းတဲ့စကားကြီးတောင်နေပြောခဲ့သေးရဲ့နော်ထားလိုက်ပါအဲ့ဒါတော့တော်တော်ပါโอเคဟုတ်ပြီအောက်ပဲမလားဟုတ်ပြီထားပြောပါโอเคအဲ့တော့ငါပြောပြမယ်အခုငါနေကိုတောင်းMom, I got back my result. It's so
continue in the very အတင်းနဲ့တင်းမှာနော် TV လေးမှာတော့ကျွန်တော်က sorry နော်ကဲနော်တို့တော့ပြဿနာရှိသေးပါတယ်ဒီ video လေးမှာကျွန်တော်က9:46အထိကျွန်တော်လုပ်ပြရအောင် okay ကျွန်တော်9:46လေးပြည့်ပြီဆိုတော့ကျွန်တော်လည်းပြီးတော့မယ်ကျွန်တော်9:46ကနေ9:50အထိဘာလုပ်လဲဆိုတော့ဒါတော့ကျွန်တော်9:46အဲ့ဒီ9:50အထိဘာလုပ်လဲဆိုတော့ I don't know ကျွန်မသိပါဘူးကျွန်တော်9:00ကျွန်တော်လုံးနေမိသွားတယ်ပါ sorry ပါကျွန်တော်9:46:50အထိဘယ်လိုလဲဆိုစောင်းယူထားတယ်ကျွန်တော်စောင်းယူတာဘယ်လိုမပြတော့ပြတော့9:00တစ်ချက်ကနေ50အထိပေါ့နော်အဲကျွန်တော်9:50ကနေ9:60အထိ8:00ပြည့်ရဲ့အချိန်ပေါ့နော်8:00ပြည့်ရဲ့အချိန်မှာကျွန်တော်ဘာလို့လဲဆိုတော့ record green set record ကိုတင်တယ် record ကိုတင်တယ်အဲ့နော် record တော့ရှာrecord တော့ရှာတာဒါကျွန်တော် channel ပါကျွန်တော် channel ပြကျွန်တော် channel ဒါပေမဲ့ဒီဖုန်းနဲ့မဟုတ်ဒီဖုန်းဒါကျွန်တော်ဖုန်းဝယ်ပေးတာကျွန်တော်ဖုန်းဝယ်ပြီးမှာကျွန်တော်အကောင့်ဒီမှာပါဒီမှာဓာတ်ပုံတော့မရှိဘူးအရန်တော်တာဓာတ်ပုံတော့မရှိဘူး new view အဲ့လိုမရှိကြ new ဟိုဗာလဲအသေး view မှာမယုံအကြည့်မဒါကျွန်တော် view မှာအပေါ်ဆုံးမှာတွေ့တာဒီ view မကြည့်ရသေးတော့ကြည့်လိုက်ပါနော်ဒီ view ဒါကျွန်တော်ရဲ့ new video ပေါ့နော်ဘာမှမဒါကျွန်တော်ရဲ့ new video ပါဒါကျွန်တော်ရဲ့ new video ဖြစ်ပါရဲ့ဒါကျွန်တော်ရဲ့ new video ပါကျွန်တော်ကြည့်လိုက်ပါတော့ဒီမှာကျွန်တော်ရဲ့နာမည်အကြီးဆုံး video ကတော့ဒီတစ်ပုတ်ပါဒီတစ်ပုတ်ကလူကြိုက်များတယ်ကျွန်တော် post ဒီမှာ please subscribe my video please like okay ကျွန်တော်ရေးတာလေးရှိရပါကဲကျွန်တော်ဒီ video လောက်ပါပဲကျွန်တော်ချစ်ချူအားပေးကြပေးတဲ့များလို့ပဲကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe like လုပ်ပေးတော့ကြပါအောင်နော် comment မှာ ID နဲ့မှတ်လိုက်ပါကျွန်တော် post တင်ပေးပါ okay ပြောအောင်မယ်ကျွန်တော် subscriber 50ပြည့်ကျွန်တော် create video လေးလုပ်ပေးပါမယ်ဘို့မေးချင်တယ်မေးပါ okay လား